အဖေနဲ့ပြတပန်းဆုံးဒီကပေါ်တော့ကြဟိုရမမအဖေနဲ့ပြဒီကတော့တော့အဖေနဲ့ပြတလုံးပြုံးစုစက်တဲ့စင်မော်ရတဲ့ချင်းစနေပါညဝေးပြန်လာတာပြိတ္တကြီးဝေးပြန်လာတာရှင်ခုံတဲ့ပြိတ္တကြီးဘာလို့ညာစာရီအများကြီးမချက်နဲ့ညာအဲ့တော့မင်းလာကမယ်နော်စာမေးလာပြီဟေးမဟုတ်လေမကြားလို့ပြန်စမယ်မင်းလာကမယ်ဟေးလာပြီဘာမှမဟုတ်ပြိတ္တအဲ့ဒါယောက်ျားတွေမတတ်မနဲ့လင်တာယူတဲ့ခေါ်တယ်လားဘသူပြောတာခင်ဗျားတို့ပြောတာငါတို့စကားပြောတာမြင်ဘူးလားစကားပြောရင်ဒါကောသုံးပါနာစကားပြောရရှင်နားမထောင်လို့နောက်မှပြောလေနောက်မှသုံးမှလေအဖေတို့ရှေ့မှာမင်းသားကနာခင်ဗျားမမြင်ဘူးလားအမြင်နဲ့လေမြင်ခင်ဗျားတီးလေငါနဲ့မှမဆိုင်ဘူးနဲ့မဆိုင်ဟောဆိုင်တော့မဆိုင်ဘူးပေါ့ဗျာဒါပေမဲ့မင်းသားစုံပြီးသွားပြီရှေ့ရောက်လာပြီကမယ်လေခင်ဗျားတီးလေအမေမကလေခင်ဗျားတီးပြီမှာကျုပ်ကကရမှာပေါ့ဗျာအလူတကငါ့ကိုငါတာဖလာတိုင်းတီးပုံငါတာမင်းသားကဖို့ငါတာမဟုတ်ဘူးခင်ဗျားဆိုင်ကိုဦးကျော်စင်ထွေးကငါတာတီးပြီးသားခင်ဗျားတီးမှလားမတီးဘူးလားဒါပြောမတီးဘူးစိတ်ရှိတယ်နော်နောက်ဆုံးမေးမယ်ခင်ဗျားတီးမှလားမတီးဘူးလားဒါပြောမတီးဘူးမတီးဘူးဘယ်ပါတော့တကယ်လားတကယ်မတီးဘူးလားမတီးဘူးဘယ်လိုမှလည်း6လည်းမရဘူးချော့လေရမှာမဟုတ်တော့ဘူးအဲ့တော့ဒီလူကြီးကြောရေးမဲခမရဆိုင်းစရာလေမင်းသားကမလို့အဲ့ဒါမတီးပေးဘူးတဲ့တီးခိုင်းလိုက်အောင်ခဏလေးလူကြီးစီလာခဲ့မယ်ညဒီမဲ့ဆိုင်းစရာကိုတော့သူဟဲ့တီးပေးလိုက်ပါလို့ဒါပဲပြောပြအောင်မယ်နော်အခုပါလေမလေးကျေးဇူးရှင်ရလောက်ပါအောင်မလေးကိုကြီးရဲ့တီးပေးသူလည်းအတန်နဲ့ဝေးနေတာဆိုတာလားသူကဇဝင်းတို့တန်ပေါက်နေတာပြောလူတကာကြီးပြောတာကြားလားကိုကြီးတပည့်လေးပါအလူတကာကြီးခမရကိုငားတဲ့လူတကာကြီးဦးကျော်စင်ထွေးကတောင်းဆိုတာကိုစောသူဟိတ်အဲ့တော့ခမရတီးချင်တီးမတီးချင်နေဒါပဲဗျရှုပ်တယ်ခမရစကားလေးလူတကာကြီးရန်တိုက်ဖိနေတာကိုကားဘောအဓိကပဲဒီမဲ့အလူတကာငါ့ကိုစုနေချတာပဲတသိန်းတော့သူကြတာကျွန်တော်လည်းချတာပဲဒီမဲ့မင်းကိုချစ်လို့တော့မဟုတ်ဘူးတော့ငါအလူတကာကိုချစ်လို့တေးကြပြီးခဲ့တဲ့၄-၅နှစ်ကတည်းကငါ့ကိုငားထားတယ်ချစ်လို့ကျုံငားတာအခုမှပြန်ပြီးတော့ပြန်လာသောသူဟိန်းထဲမှာလူမဲ့သမီးငါအားရရက်ကိုလောက်တာကျွန်တော်ဗညာဦးလူအားရရမရှိတော့ဘူးဟိုဗညာဦးလမ်းမှာတီးကြရမှာတန်လင်မှာတီးကြရမှာလာငားတာဟုတ်တယ်ကိုဗစ်၄နှစ်ဖြစ်သွားတော့လူကလည်းကိုယ်ဆက်သွယ်ပြတ်သွားအောင်ဟုတ်တယ်ပြတ်သွားတော့ပရိသတ်ကလည်းကိုဗစ်၄နှစ်တွင်းမှာအနုပညာတွေငတ်ကြပြောမယ်ဆိုရင်ပရိသတ်ကကိုဗစ်၄နှစ်တွင်းမှာပွဲငတ်တာကျွန်တော်လူပညာသမားတွေကလည်းခမင်းငတ်တာအမှန်တည်းမပြောနဲ့နှခိုင်းမလို့ဘာလို့ငတ်ပါတော့မလေးငတ်ပါအောင်မြတ်ကျွန်တော်ဖုန်းကြောင်းသွားစားတာအဲ့တော့မင်းသားကမယ်ဆိုတော့ရှေ့ကဟိတ်ဆိုတာနဲ့ခဏတီတူပေပို့ချေဆိုရင်သူကြောင့်အဖေတိုင်းပဲနော်ဟိတ်ဆိုတာနဲ့တူပေပို့ချေပြိတ္တိတော့ပါလက်ကောင်းစားလေးဝဲပြန်လာတာရှင်ကုန်တဲ့ပြိတ္တိကြီးပါလေကျွန်တော်မိုက်ကလေးမမမိုက်လေးကင်ပြီးပါလားမောင်လေးလာပေးလိုက်မယ်နော်အောက်ချထားရရပါတယ်ဟာချမထားဘူးမလေးပြိတ္တကိုလေးစားတယ်မိုက်ကင်ပေးနော်ကင်မယ်ဆိုရင်ဒီလိုမကင်နဲ့မင်းသားကနေတဲ့ချိန်မှာလေလှလိုက်လားမင်းသားလေးရဲ့အိုဘိန်းတော်မမမော်ပေးမောင်လေးကအဘဘမဟုတ်ကဲ့သူမင်းတပည့်နဲ့သူတော့ကတ်တိပဲမှန်လားပါဗျာအမလေးအမောကိုပြေသွားတာ